ကျွန်တော်ဝမ်ကွဲကိုရဲ့ကနန်းကန်ကိုကူညီလုပ်ကင်ပေးရင်ဂျွန်3တက်လောက်ရှာပေးခဲ့ပေမဲ့သူကကျွန်တော်ကိုဝေစုအချိန်9000ပဲပေးခဲ့ပါတယ်အဲ့ဒါနဲ့ကျွန်တော်ကရေနက်ကန်ကိုလွှဲပြောင်းယူဖို့တောင်းဆိုလိုက်တော့လက်ဖက်ရည်တောက်နေတဲ့ရွာသူကြီးတောင်လမ်းပြီးပါဇက်ထဲကရေတွေပန်းထွက်ကုန်ပါတယ်ဒီရေနက်ကန်ဆိုတာတနည်းလုံးကလူတွေရှောင်ကျင်ကြတဲ့ကြောက်စရာကောင်းတဲ့နေရာတစ်ခုပါဒီနှစ်ပတ်လုံးအမိုက်တွေပုံမိပြီးရေကလည်းမင်းလိုမဲမောင်နေတာပါမရသည်ဆိုရင်ရေပုံမှန်ကအမီတာရချီတဲ့အထိနဲ့စော်နေတတ်ပါတယ်ဒီနေရာမှာကနန်းမွေးဖို့ဆိုတာဝေရောမားနဲ့ပစုံတော့တရက်မှအသက်မရှင်နိုင်ပါဘူးဂျော်ပါတီအတွင်းရမှုကကျွန်တော်ကိုမိုက်မိုက်ကန့်ကန့်မလုပ်ဘူးအလေးနဲ့တတိပေးပါတယ်ဒါပေမဲ့ကျွန်တော်ကတော့စိတ်တိုက်ချက်ပြီးသားမှုဒီရင်နဲ့ကန်ကိုစနေစာနှာရန်စာထုတ်ထုတ်လိုက်ပါတယ်ကျွန်တော်ရွာတကြီးနဲ့စကားပြောနေတော့လင်းဝန်ခန်းကရွာသားတစုနဲ့အတူရိန်ထိုးပြီးအခန်းထဲရောက်လာပါတယ်စပွဲပေါ်ကရွှန်9000ကိုမြင်တာနဲ့သူ့မျက်နှာမှာတောင်ပြုံးတစ်ခုချက်ချင်းပေါ်လာပြီးဟောကြည်စန်းနာညီလေးကဝေစု9000ပဲရလို့စိတ်ကောက်နေတာကိုအခုတော့တီကိုလာပြီးကတနာရှာနေတာပေါ့လေမင်းကိုမပြောမဲ့လင်းရှူရွာမင်းကမှအောက်မှာအလိုလိုဖို့လောက်ပဲအုံနောက်ရှိတာအခုတော့မင်းကတကူလိုခွဲထွက်ပြီးဟိုအပုတ်နဲ့နန်နေတဲ့ရင်နဲ့ကန်ကိုလုံးမလို့လားဟာမင်းဒီ9000ကိုအလားဟတာအမိုက်ပုံလေးပြစ်ထဲမလို့လားလို့ပြောပြီးသူကတဟာအော်ရပါတော့တယ်သူနဲ့အတူပါလာတဲ့သူတွေကလည်းကျွန်တော်ကိုဝိုင်းလောင်ကြပါတယ်ပါတီအတွင်းရမှုကဇဝေဇဝဖြစ်ပြီးစာချုပ်ကိုလက်မှတ်မထိုးပေးပဲတုံ့ဆိုင်နေပါတယ်ကျွန်တော်ကတော့လင်းဝန်ခန်းရဲ့တောင်ပြောင်းမှုတွေကိုသိယူရှုလိုက်ပါတယ်ပြီးတော့ရွှန်9000ကိုအတွင်းရမှုစီတိုးပြလိုက်ပြီးဒါကပထမတစ်နှစ်စာအတွက်နှာရန်ကအပြည့်စုံပါဒီကရဲ့တကယ်ပြဿနာကရင်းညစ်တာမဟုတ်ပဲအောက်ဆီဂျင်မဲ့ပတိယာတွေများလုံးလို့ဟာရကလုံကနေမှုဖြစ်နေတာပါဒီဟာစနစ်ကိုပြန်ထိန်းပေးမဲ့အကျိုးပြုပတိယာတွေနဲ့တာစနစ်တကျပြုပြင်ပေးရင်ရေးသွေးကနိုင်ဝက်အတွင်းတိတိတတ်တာပြောင်းလဲသွားပါလိမ့်မယ်လို့ပြောလိုက်ပါတယ်ကျွန်တော်ရဲ့ပညာရေးဆိုင်ရာခေါ်ဝေါ်တွေကြောင့်ရွာသားတွေနဲ့အတွင်းရမှုတို့အံ့အားသင့်သွားကြပါတယ်နင်းဝန်ခန်းရဲ့မျက်နှာကအပြုံးမြလဲချက်ချင်းအိတ်ခဲသွားပါတယ်ဒီနည်းပညာတွေကိုကျွမ်းကျင်ဖို့အတွက်ကျွန်တော်ညပေါင်းများစွာစာအုပ်ပေါင်းရာနဲ့ချီဖတ်ခဲ့ရတာပါသူကတော့ဘာမှနားမလဲပဲကျွန်တော်ရဲ့လုံငင်းဒုက္ခတွေကိုလိုက်ကူးရုံပဲတည်တာလေကျွန်တော်ကလင်းဝန်ခန်းရဲ့မျက်လုံးတွေကိုစိုက်ကြည့်ပြီးအေးစစ်စစ်နဲ့ခိုင်ခိုင်ပေါ်မှာပြောလိုက်ပါတယ်ခင်ဗျားကကျွန်တော်ကိုအလုပ်သမားအဆင့်ပဲရှိတယ်လို့ပြောတယ်မလားဒါဆိုအလောင်းစားလို့မလားနောက်6လနေရင်ဒီရေပုတ်ကန်သားထွက်တဲ့ကျွန်တော်ကနန်းတွေကခမားစီတာထွက်တဲ့ကနန်းတွေထက်ဟိုကြီးပိုစုဖြိုးပြီးဈေးကိုရစေရမယ်ခမားရေးရဲဝုံလောင်းမလားလင်းဝန်ခန်းသားတော့ဒေါသကြောင့်ညနာတစ်ခုလုံးနင်းနေနေပါတယ်နောက်ဆုံးတော့စာချုပ်မှာလက်မှတ်ထိုးခဲ့သွားပါတယ်ဒီကိုကျွန်တော်အဖေတိသွားတဲ့အခါအဖေကအရန်ဒေါသထွက်ပြီးကျွန်တော်ကိုတုံးနေတောင်လိုက်ရတော့မလို့ပါမင်းဝမ်းခွဲကမင်းကို9000တောင်ပေးထားတာပဲဘာလို့သူ့ကိုကီလိုကဲလို့ရတာလဲအဲ့ဒီရေနဲ့ကန်ဆိုတာလူနေမှုတော့မသိတဲ့နေရကွမင်းကိုတင်ချိုင်းကိုတူးနေတာပဲလို့အဖေကပြောပါတယ်ကျွန်တော်ဘာမှပြန်မရှင်းပြခဲ့ပါဘူးနောက်တစ်နေ့မှာတော့ရေစုခံဝတ်စုံကိုဝတ်ပြီးကန်ထဲကိုတယောက်ခဲဆင်းခဲ့ပါတယ်အပုံနှံကတကယ်ကိုမူးမေလဲချင်စရာပါခြေထောက်အောက်ကရှုနုံတွေကလည်းမြင်းနဲ့ပြောင်းနေပြီးခြေတလန်းချလိုက်တိုင်းသူ့အထိကျွံသွားပါတယ်အဖေကကန်နားမှာရက်ပြီးစိုးရိမ်တကြီးနဲ့ခြေဆောင်နေချပါတယ်နောက်ဆုံးတော့သူလည်းတတင်းချပြီးအိမ်ပြန်သွားပါတော့တယ်ကျွန်တော်ကတော့စိတ်ပြတ်မသွားပဲသွားကိုတင်းတင်းကျိတ်ကော်ပြားကိုဆွဲပြီးအလုပ်ဆက်လုပ်ပါတယ်အမိုက်တွေနဲ့ရှုနုံတွေကိုတစားစီခတ်ထုတ်ခဲ့ပါတယ်ညစ်ပတ်ပြီးအရက်ပင်ပန်းနဲ့အလုပ်ဆိုပေမဲ့ရှင်တဲကဒေါသကကျွန်တော်ကိုမနာရအလုပ်လုပ်နိုင်အောင်တွန်းအားပေးနေပါတယ်နေ့လယ်ပိုင်းရောက်တော့ကန်နားကိုလူတစ်ယောက်ရောက်လာပါတယ်အဲ့ဒါကတော့ကျွန်တော်ရဲ့ငယ်တငယ်ချင်းအဟောင်ပါသူကဖက်နဲ့ချုပ်ပြီးကျွန်တော်ကိုကူဖုကန်ထဲကိုချက်ချင်းခုန်ဆင်းလာပါတယ်ငါချစ်သမျှအကြောင်းဆုံးကြားပြီးအဲ့ဒီလင်းဝန်ခန်းတာတကယ်လူရုံမှာပဲငါမင်းကိုကူညီဖို့ရောက်လာတာလို့သူကပြောပါတယ်ကျွန်တော်ရင်ထဲမှာချက်ချင်းနှွေးထွေးသွားပါတယ်ကျွန်တော်တို့နှစ်ယောက်မနက်မိုးလင်းကနေမိုးချုပ်တဲ့အထိပေးချင်းရှင်ပြီးအလုပ်လုပ်ကြပါတယ်အဲ့ဒီချိန်မှာပဲစင်ခံ BMW ကတစီကန်နားမှာလာရက်ပါတယ်လင်းဝန်ခန်းကကားမှန်ချပြီးရှုနုံထဲမှာရုန်းကန်နေတဲ့ကျွန်တော်တို့ကိုမထီမဲ့နေကြည့်ပါတယ်သူကရိုးရှာသလိုမျိုးညီကြီးပေါ်တရွေးထွေးပြီးအယူနှစ်ယောက်ပဲဒီလိုညစ်ပတ်တဲ့ညောင်းထဲမှာရွှေရှာလို့ရမယ်ခင်းနေတာလားလို့ပြောကကားကူခနဲ့အချိန်ပြင်းပြင်းမောင်းခတ်သွားပါတယ်ရှုရည်တွေလည်းကျွန်တော်တို့အဝတ်စားတွေပေါ်စင်ကုန်တာပေါ့အားဟောင်းကတော့ဒေါသတကြီးနဲ့ချိန်ဆနေပေမဲ့ကျွန်တော်ကတော့မျက်နှာပေါ်ကရှုရည်တွေကိုတုတ်လိုက်ပြီးထားလိုက်ပါအပြောထက်အလုတ်ကပိုအရေးကြီးတယ်ကျူးသားအထုံးမှုကလောင်ပြောင်မှုတွေကိုအနိုင်ယူနိုင်မယ်လို့အေးစစ်စစ်ပဲပြောလိုက်ပါတယ်လက်ရှိရလို့ဖို့တစ်ပတ်လုံးလုံးအခြေယူခဲ့ရပါတယ်နောက်တစ်ဆင့်ကတော့အရေးကြီးဆုံးဖြစ်တဲ့ရေအရေးသွေးပြန်လည်ပြုပြင်ခြင်းပါကျွန်တော်နှစ်ပေါင်းများစွာစုဆောင်းထားသမျှငွေအားလုံးကိုဒီ project ထဲပုံဟောလိုက်ပါတယ်ကျွန်တော်ရဲ့နှစ်ပေါင်းများစွာသူ့ပြည်တနာလုပ်ထားတဲ့ကိုယ်ပိုင် formula ဖြစ်တဲ့အထူးပြုဘက်တီးရီးယားတွေကိုဝယ်ယူခဲ့ပါတယ်အချိုးစားတိကျရောဆက်ပြီးရဲ့နောက်နှားထားတဲ့ငငယ်လေးနဲ့ကန်နဲ့နှက်ဆက်အောင်ပဖြတ်လိုက်ပါတယ်ရွာသားတွေကတော့ကျွန်တော်ကိုအယူတယောက်လိုလာကြည့်နေကြပါတယ်ဒီတိုင်းလူတွေစုပြီးဒီကောင်းတော့ယူတော့ပြီးဓာတုဗေဒဆေးတွေနဲ့ဒီလောက်မြင့်ပတ်တဲ့ရေကိုပြုပြင်လို့မရနိုင်ပါဘူးကြည့်နေလိုက်၃ရက်နေရင်အိမ်ကုန်မူပြီးပြန်ပြေးရတော့မှလို့အတင်းချင်းတွေတွေ့ကြပါတယ်ကျွန်တော်ကတော့အတင်းချင်းတွေကိုနားမယောင်ပဲကန်နားမှာတဲလေးတစ်လုံးထိုးပြီးနေရုံညပါဆောင်ကြပါတယ်ခဏကြီးသားတစ်ခါရေရဲ့ pH level နဲ့အမိုးနီးယားတက်ကိုတိုင်းတာပါတယ်တတိယမြောက်ညမှာအချက်လက်တွေမှတ်တမ်းတင်နေတော့အပြင်ကနေကျုပ်ပဲ့တန်ကျေကြီးကြားလိုက်ရပါတယ်အပြင်ထွက်ကြည့်တော့ကျွန်တော်ရဲ့အောက်ဆီဂျင်ဆက်ကတစစီအထုခံထားရပြီးပိုက်တွေထဲကနေရေတွေတရှုရှုနဲ့ထွက်နေပါတယ်လူကြီးတစ်ခုကလည်းအမောင်တဲကိုကင်းဝင်သွားတာတွေ့လိုက်ရပါတယ်ရင်ထဲမှာအေးဆက်ဆက်နဲ့စိတ်ပြတ်သွားပေမဲ့ဘာတမ်းမှမထွက်ဖဲတ냐လုံးအဲ့ဒီဆက်ကိုခင်ထင်ခဲ့ပါတယ်နောက်နေ့မနက်မှာတော့ရွာသားတွေဟာမေယုံနိုင်စရာမြင်ကွင်းတစ်ခုကိုတွေ့လိုက်ရပါတယ်ဟစ်မင်းတို့အနဲ့ရလားဟိုပုံနဲ့တွေကြောက်ကုန်ပြီးကြီးကလည်းအရင်ထက်ဆိုင်ရင်ပိုးကြည့်လာတဲ့ကွက်လို့ရွာသားတွေကပြောနေကြပါတယ်နောက်ထပ်3ရက်ကြာမှာတော့ဆယ်စုနှစ်ချီရှိနေတဲ့အပုံမှန်တွေလုံးဝပြတ်ကွယ်သွားပြီးမင်းနဲ့နေရဲ့ရေတွေဟာရွှံ့ရောင်တန်းတဲ့အဝါရောင်ဘက်ကိုပြောင်းလဲလာပါတယ်ရွာသားတွေအံ့အားသင့်ကုန်ကြပါတယ်ကျွန်တော်ရဲ့တူးတက်မှုသတင်းကလင်းဝန်ခန်းစီကူအမြဲရောက်သွားပြီးသူလည်းစတင်တုံလုံးပြီးစိတ်မထိန်နိုင်ဖြစ်နေပါတော့ရဲ့ရွာထဲမှာကောလာဟာလာတွေစပြန်လာရဲ့ကျွန်တော်ကအစိတ်ရှိတဲ့ဓာတုပစ္စည်းတွေတုံးနေတာကြောင့်ကျွန်တော်မွေးရဲ့ကနန်းတွေကိုစားရင်ကင်ဆာဖြစ်လိမ့်မယ်လို့လူတွေကပြောကြတယ်သူကျွန်တော်ကိုနိပညာအနည်းအကျေးတွေတုံးပြီးတိုက်ခိုက်နေမှန်းကျွန်တော်သိတာပေါ့ကောလာဟာလာတွေကတနေ့ထက်တနေ့ပိုဆိုးလာတယ်
အဲ့ဒီအချိန်မှာပဲကန်ဆူကျင်တော်ရာသီဥတုကမှဖောက်ပြန်လာတယ်မိုးကလည်းမရက်မနာရက်ဆက်ရွာနေတော့တာပဲနေအောင်ကြည့်မရတဲ့အတွက်ဘက်တီးရီးယားတွေရဲ့လှုပ်ဆောင်ချက်ကတော်တော်လေးအားနည်းသွားပြီးရေတန့်စင်မှုလုပ်ငန်းစဉ်ကအများကြီးနှေးကွေးသွားခဲ့တယ်။နေဝန်ခန်းကတော့ဒီခွင့်ရေးကိုအမိရစုပ်ကင်လိုက်တာပေါ့။သူကဒေတာခံဝါရင်ကနန်းမွေးမြူရေးသမားတချို့နဲ့ပေါင်းပြီးကျွန်တော်ရဲ့နီးနန်းတွေကထူဆန်းပြီးတိတ်ပန်နေမကြဘူးလို့မကောင်းပြောတော့တာပဲ။ရှင်နောက်နေမှာတော့မြက်တွေဘလို့ပေါက်မလဲနှင်းမရှိရင်ကနန်းတွေကဘလို့ခုန်လဲမလဲ။လူငယ်တွေကအနင်းကြီးမှန်းကျင်ကြတာမကြခင်မှာတော့နောက်နှက်ကြီးကြီးရတတ်မှာပါတဲ့။ဒါတွေကိုကြားရတော့ကျွန်တော်အဖေကပါကျွန်တော်စီလာပြီးအရှုံးပေးဖို့နားတောင်းမှရှာတယ်။ကြီးမားတဲ့ PR တွေထားတဲ့မှာကျွန်တော်ကုတဲအိမ်လေးနဲ့ပြိတောင်ထားလိုက်တယ်။ကျွန်တော်ဘက်တီးရီးယားဖော်မြူလာကိုပြန်နှိပြီးအောက်ဆီဂျင်ပေးဝေမှုကိုမြင့်တင်လိုက်တယ်။၃ရက်ကြာတော့မိုးတိတ်သွားပြီးနေပြန်လာခဲ့တယ်။ကန်ထဲကိုနေအောင်ကျလာတာနဲ့အမျှစိမ့်ဆူနေတဲ့ရင်းမြစ်လေးတွေပြန်ပေါက်လာခဲ့တယ်။ကြီးနဲ့တွေနောက်ဆုံးတော့ပြန်ရှင်းတက်လာပြီးပေါ့ကျွန်တော်ရင်းနမူနာတွေကိုယူပြီးစမ်းသက်ချက်အချက်လက်အားလုံးကို white board ပေါ်မှာရေးလိုက်ခဲ့။ပြီးတော့အဲ့ဒီပုဂ္ဂိုလ်ကပ်ဘေးကရေးကြီးတစ်ခွက်ရဲ့ဘေးမှာချထားလိုက်ခဲ့။ကြီးကနည်းနည်းတော့ဝါနေသေးပေမဲ့လုံးဝကိုတန့်ရှင်းနေပါပြီ။အမှန်တရားကစကားထပ်ဖို့မိရဲဆိုသလိုပဲကောလာဟာလာတွေအားလုံးချက်ချင်းငြိမ်သက်သွားခဲ့တယ်။နေဝန်ခန်းကတော့ဒေါသတကြီးဖြစ်နေတာပေါ့။အဲ့ဒီညမှာပဲသူကအရက်နဲ့ပလင်းကိုကင်ပြီးကျွန်တော်တဲစီရောက်လာတယ်။သူကအရက်ပလင်းတွေကိုချလိုက်ပြီးဟန်ဆောင်ကောင်းမှုတွေနဲ့စကားပြောလာတယ်။ချိန်ချုံးမနေပါနဲ့တော့။နာစီမှာပဲလာလို့ပါလာသာတူးပြပါမယ်တဲ့။ကျွန်တော်သူ့ကိုစိုက်ကြည့်ပြီးခဏကြောက်နေပြီလားလို့မေးလိုက်ခဲ့။သူမျက်နှာချက်ချင်းတက်သွားပြီးနှာခေါင်းချုံရင်မင်းကိုကြောက်ရမှာလား။အတွေ့အကြုံမရှိတဲ့ကလေးလေးကိုလေ။နန်းမွေးရဲဆိုတာဒီလိုအပေါ်စားတဲ့ကွက်တွေထက်အများကြီးပူပါတယ်ကွာ။ဒီလုပ်ငန်းမှာမင်းမသိတာတွေအများကြီးရှိသေးတယ်။မင်းရအားလုံးဆုံးရှုံးသွားတဲ့အထိစောင့်ကြည့်နေလိုက်အောင်မယ်လို့ပြောပြီးတကားကိုဝန်းခနဲ့ဆောက်ပိတ်ကထွက်သွားတော့တယ်။သူပြပြတလဲထွက်သွားတာကိုကြည့်ပြီးကျွန်တော်ပြုံးမိတယ်။နေဝန်ခန့်ခင်ဗျားတကယ်ကြောက်နေပြီပဲ။ရှေကတော့အစင်းသစ်ဖြစ်ပြီးကနန်းသားပေါက်တွေထည့်ရမယ့်အချိန်ပဲ။ကျွန်တော်မြို့ထဲမှာအကြီးဆုံးကနန်းသားပေါက်တိုင်ဖြစ်တဲ့ဦးလေးဝက်စီကိုဆက်သွယ်လိုက်တယ်။သူကအရန်ကိုခေါ်ယူကနေပြီးဈေးကွက်ပေါက်ဈေးထက်30%ပူတောင်းတယ်။နာမင်းကိုဈေးတင်ရောင်းတာမဟုတ်ပါဘူးကွာ။အခုချိန်မှာအည်သွေးကောင်းတဲ့သားပေါက်တွေကတကယ်ကိုရဖို့ခက်နေလို့ပါတဲ့။ကျွန်တော်စိတ်ထဲကနေခါခါတီးတီးပြီးလိုက်မိတယ်။ဒီနေ့ခွေးအိုကြီးနေဝန်ခန့်စီကလက်စားထားတာတိတာနေတာပဲ။ကျွန်တော်သူ့ channel ကိုတွားကြည့်တော့အကောင်းဆုံးသားပေါက်တွေကိုနေဝန်ခန့်ရဲ့နာမည်နဲ့အကုန်ဘူကင်လုပ်ထားတာတွေ့လိုက်ရတယ်။သူကကျွန်တော်ရဲ့ရင်းမြစ်ကိုအမိကနေဖြတ်တောက်ဖို့ကြိုးစားနေတာပဲ။ဒါကကျွန်တော်ကိုအပြတ်သက်နိုင်မယ်လို့သူထင်နေတာ။ကျွန်တော်ဘာမှမပြောဘဲချက်ချင်းပဲလှည့်ထွက်လာခဲ့တယ်ကျွန်တော်တငယ်ချင်းအားဟောင်ကတော့ထိတ်လန့်နေပြီတငယ်ချင်းတားပေါက်မရှိပဲငါတို့ဘာလုပ်ကြမလဲတဲ့ကျွန်တော်သူ့ပကုံးကိုပုတ်ပြီးအသက်ရှင်မှုလမ်းကတော့အမြဲရှိတာပါလို့ကန်ပြောလိုက်တယ်